ကစားနေကြမဟုတ်တဲ့လေ့ကျင့်ခန်းတစ်ခုလောက် try နေအောင် Hino push up ဒီလေ့ကျင့်ခန်းကမင်းရဲ့ပခုံးအတွက် mobility လို့ခေါ်တဲ့လှုပ်ရှားနိုင်စွမ်းရည်နဲ့ strength လို့ခေါ်တဲ့ခွန်အားကိုတစ်ချိန်တည်းမှာတိုးတက်လာဖို့အတွက်ကောင်းတယ်စလိုက်အောင်regular push up တိုင်းပဲလက်နှစ်ဖက်ကိုထောက်မယ်ခြေထောက်တွေနောက်ကိုဆန့်ခန္ဓာကိုယ်တစ်ဖြောင်နဲ့အနေထားမှာခြေပြားလေးနှစ်ဖက်ကိုရှေ့ကိုနည်းနည်းလေးတိုးလိုက်လက်နှစ်ဖက်ကပခုံးကိုနောက်ကိုတွန်းပြီးတော့တင်မအောင်နောက်ထိထောက်မယ်ခေါင်းကလက်နှစ်ဖက်ကြားထဲကိုဖြည်းဖြည်းချင်းဆင်းသွားမယ်တထောင်စစ်ချိုးမယ်ခန္ဓာကိုယ် slope ပုံစံတိုင်းရှေ့ထိသွားရှေ့ရောက်သွားတော့မှခါကိုကော့နိုင်တဲ့လောက်ကော့ပြီးတော့လက်ကိုဆန့်နေထိတွန်းထုတ်ပြီးတော့အဲ့လာရလန်းတိုင်းတထောင်စစ်ကိုပြန်ချိုးပြီးအောက်ကိုပြန်ဆင်းနောက်ကိုပြန်တွန်းထုတ်မယ်တင်မထောင်သွားတဲ့ဒီနောက်ကိုလက်ကိုတွန်းနိုင်တဲ့လောက်ထိတွန်းထုတ်အဲ့ပုံစံတိုင်းဒီခန္ဓာကိုယ်က slope ပုံစံလေးဖြစ်နေရမယ်လက်နှစ်ခုကြားထဲကနေခေါင်းကိုဆင်းခြေကိုသွားမယ်လက်ဆန်နဲ့ဒီတွန်းခါကော့ရတာကိုပြန်လျှော့တထောင်စစ်ကွေးမယ်ခေါင်းကအောက်ကိုဝင်မယ်နောက်ကိုတင်မထောင်မယ်လက်ဆန်နဲ့ဒီတွန်းထုတ်ဒီပုံစံတိုင်းလေးဖြည်းဖြည်းနဲ့မှန်မှန်လေ့ကျင့်နေရမင်းက push up လို့ခေါ်တဲ့ diet ထိုးတဲ့လေ့ကျင့်ခန်းအချိန်20လောက်ဇက်တိုက်ရတယ်ဆိုရင်ဒီလေ့ကျင့်ခန်းကိုမင်း try နေတယ်ဒီလေ့ကျင့်ခန်းကိုစပြီးတော့လေ့ကျင့်မယ်ဆိုရင်9ချိန်လောက်ကနေစပြီးတော့10ချိန်လောက်ထိရအောင်3ကြောလောက်လေ့ကျင့်ပေးရနောက်တစ်ဗီဒီယိုနဲ့ပြန်တွေ့